မင်္ဂလာပါဒီနေ့မှာ tap note ကျင်းနေ guitar tap note ကျင်းနေအခြေခံလေးတွေကိုကျွန်တော်သင်ပေးသွားပါမယ် tap note မှာပထမဆုံးဒီကျိုးနယ်ဘက်တွေကိုသိရမှာပါเนาะအပေါ်ဆုံးကကျွန်တော်တို့ post အပေါ်ဆုံးကကျိုးကတစ်ကျိုးလို့ခေါ်တာပါเนาะဒီအောက်ဆုံးကကျိုးကကြတော့နှစ်ကျိုးပြီးတော့ဒီမှာတတိယကျိုးကကြ3ကျိုးပြီးရင်4ကျိုး5ကျိုး6ကျိုးပေါ့เนาะအဲ့ဒါကိုနည်းနည်းအလွမ်းမဲ့ထားမှာပေါ့เนาะတစ်ကျိုး2ကျိုး3ကျိုး4ကျိုး5ကျိုး6ကျိုးကျိုးနံပါတ်တွေကိုပထမဆုံးသိအောင်ဟိုမှတ်ထားမယ်မဟုတ်ဆိုရင်အပေါ်ဆုံးကကျိုးကို6ကျိုးဆိုပြီးတော့မှားတတ်တာပေါ့နော်ဂီတာမှာကြာတော့ဒီနှုံးမှာကြာတော့အပေါ်ဆုံးက1ကျိုးကကြာတော့အမြင့်တန်တွေဖြစ်လို့အပေါ်ဆုံးကကျိုးက1ကျိုးဖြစ်သွားတာပေါ့နော်အောက်ဆုံးကကြာတော့ကျိုးတွေကကြာတော့အနှိမ့်တန်တွေဖြစ်လို့သူက6ကျိုးဖြစ်သွားတာပေါ့နော်အဲ့ဒါဆိုရင်1ကျိုး2ကျိုး3ကျိုး4ကျိုး5ကျိုး6ကျိုးโอเคအဲ့ဒါလွယ်ရပြီဆိုရင်ကျွန်တော်တို့ဒီကွင်းတွေကိုသွားမယ်ဥပမာဒီ flat တိုင်ပေါ်မှာဒီမှာတစ်ကွင်းနှစ်ကွင်းသုံးကွင်းလေးကွင်းရှိသလို tap note မှာလည်းအဲ့လိုပဲပြမှာပေါ့နော်တစ်ဆိုရင်တစ်ကွင်းပေါ့နော်ဟိုကကျွန်တော်တို့ဒီမှာတစ်ကျိုးတစ်ကွင်းအဲ့ဆိုရင်ဒီမှာတစ်ကွင်းဒီမှာ note ကကြတော့ကျွန်တော်တို့အခုတည်နေတာဒီတုတ်လျှောက်လေးတစ်လျှောက်လေးပြလို့ရှိရင်သူက quarter note တပီးမှတစ်ချက်ပေါ့နော်ဟိုမှာ1ဒီမှာ2နောက်ပြီးတော့3 4အဲ့ဒါဆိုရင်1 2 3 4တီးရမှာပေါ့နော်နော်ဒီမှာအပေါ်ဆုံးကပြထားတဲ့ကြတော့ဒီ note သင်္ကန်းနဲ့ပြထားတာကြတော့သူကတန်ဖို့120နဲ့တီးမယ်ဆိုတာပြထားတာပေါ့နော်အဲ့ဒါကျွန်တော်တစ်ခေါက်လိုက်တီးပြမယ်2 3 4 1 2 3 4 1 2 3 4အဲ့ဒါဆိုရင်ကျွန်တော်တကွင်းဟိုဘက်တီးရမှာပေါ့နော်တန်ဖို့နည်းနည်း short ပြီးတော့ပြပေးမယ်ချစ်စလောက်ထားလိုက်မယ်ကျွန်တော်အခုပြနေတာအားကြတော့ Guitar Pro နဲ့ပြနေတာပေါ့နော်โอเคဒီတစ်ပါးပြီးလို့ရှိရင်နောက်ထပ်နှစ်ကျိုးမှာလည်းခုနပုံစံအတိုင်းပဲရေးပြမှာနော်နှစ်ကျိုးတစ်ကွင်းတစ်ကွင်းအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတချိုးပြီးတာနဲ့တချိုးကိုလေးချက်တီးပြီးတာနဲ့နှစ်ကျိုးကိုလေးချက်တီးရမယ်အဲ့လိုမျိုးသဘောမျိုးပေါ့နော်1 2 3 4 1 okay အဲ့ဒါဆိုရင်ကျွန်တော်တို့3ကျိုးမှာကြတော့ကျွန်တော်နှစ်ကွင်းရွေးလိုက်မယ်ပေါ့နော်ဒါအခုမှစာပြီးတော့လေးလာနေတဲ့ညီလေးတွေအတွက်ပြတာပေါ့နော်တချို့ညီလေးတွေဆိုတီးပြီးသားဆိုရင်ဒီဥစ္စာတွေကြတော့ဒီ note တွေကြတော့တချို့ညီလေးတွေဆိုဂီတာတင်တက်ထားတဲ့ညီလေးတွေဆိုရင်တီးပြီးသားဖြစ်မှာပါနော်နော်အလွယ်လေးပဲပြထားတာပေါ့နော်တဖြည်းဖြည်းဒီအပိုင်းနဲ့ဒီ guitar tap note ကိုကျင်းနေကိုအပိုင်းနဲ့ကျွန်တော်တင်ပေးသွားမှာပေါ့နော်2 3 4အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ3ကျိုးပြီးရင်4ကျိုးမှာလည်း2ကွင်းပဲတီးမြမှာနော်4ကျိုးပြီးရင်5ကျိုးပါတစ်ခါလေးရေးထားပေးမယ်နော်5ကျိုးမှာဒိုပဲထည့်လိုက်မယ်5ကျိုးကြာလို့ရှိရင်5ကျိုး3ကွေဖြစ်တော့ပြီပေါ့နော်ပြီးရင်6ကျိုးပါတစ်ခါရေးပြလိုက်မယ်6ကျိုးမှာလေ3ကွေနဲ့အဲ့ဒါဆိုရင်ပထမဆုံးကျွန်တော်လွယ်လေးမလွယ်ဘူးပေါ့နော်ပထမဆုံးဒီ note ကိုကျိုးတွေနဲ့မှန်မင်းတော့အောင်ပေါ့နော်ဒီမှာ1ကျိုး2ကျိုး3ကျိုး4ကျိုး5ကျိုး6ကျိုးဒီပေါ့နော်အဲ့တစ်ဆက်လိုက်ပြီးတော့တီးကြည့်မယ်ပေါ့နော်1 2 3 4 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 1 2 3 4အဲ့ဒါကိုအခု
ကျွန်တော်ပြထားတဲ့အတိုင်းလိုက်တီးကြည့်ပေါ့နော်တီးလို့ရတော့ပြီဆိုရင်နောက်တစ်ခုလေ့ကျင့်ကြည့်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့လွှဲကြိုးတန်တွေလေ့ကျင့်မယ်ဘာမှနှိမ့်စရာမလိုဘူးမနှိမ့်ဘဲနဲ့ဒီတိုင်းပဲလေ့ကျင့်မယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်6ကြိုးအားပဲစားလိုက်မယ်နော်6ကြိုးဒီမှာ0ဆိုရင်လွှဲတန်ကိုစားပြရတာပေါ့နော်ဒီမှာပြီးရင်6ကြိုးပြီးရင်ဒီမှာ2ချက်လောက်လိုက်မယ်1 2ပြီးရင်5ကြိုးဆင်းသွားမယ်ပြီးရင်4ကြိုးပြီးလို့ရှိရင်3ကြိုးပြီးလို့ရှိရင်2ကြိုးပြီးလို့ရှိရင်1ကြိုးโอเคဒီ9ပါးနဲ့စပြီးတော့လေ့လာမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လိုက်တီးခြင်းပဲပေါ့နော်အဓိကတော့ note ကိုကြေးပြီးတော့လိုက်ပြီးတော့တီးရမှာပေါ့နော် note ကိုကြေးပြီးတော့လိုက်တီးနိုင်မှာဟိုပါကိုနဲ့ note နဲ့တဖြည်းဖြည်းရင်းနေလာမှာပေါ့နော်tap note ဆိုတာဒီဇေယျ note ပုံစံမျိုးဖြစ်တော့တာပေါ့နော်ဂီတာဖလက်တိုင်းပေါ်မှာဒီခွင်တွေကိုတခြားလေးပြထားတာပေါ့နော်ဘာခွင်မှာတီးပါဆိုပြီးတော့လည်းမျိုးပြထားတာပေါ့နော်ဒါအကြတော့အခုမှစားပြီးတော့လေးလာနေတဲ့ညီလေးတွေအတွက်ပဲလန်ဆန်ပေါ့နော်ဒါအကြတော့ဘာလေ့ကျင့်ခန်းမှမပါသေးဘူး note ကိုရင်းနေအောင်ဆိုပြီးတော့လေ့ကျင့်ခိုင်းတဲ့သဘောမျိုးပေါ့နော်အဲကျွန်တော်ဖွင့်ပြီးတော့တစ်ချက်လိုက်တီးပြပါမယ်ဒီလွှဲကြိုးတန်တွေပဲတီးရမှာပေါ့နော်ဘေဖလာကဘာမှနှိမ့်စရာမလိုဘူး2 5ကြိုး4ကြိုး3ကြိုး4ကြိုး1ကြိုးအဲ့ဒါဆိုရင်ဒီလက်ကျုပ်တန်တွေကိုဟိုဟာလေ့ကျင့်တော့တာပေါ့နော်โอเคအဲ့ဒါပြီးရင်ဒီဥစ္စာမှာကျွန်တော်လေ့ကျင့်ခန်းပုံစံမျိုးနဲ့တော့ပြီးတော့လေ့ကျင့်မယ်ပေါ့နော်ဒီ6ကြိုးအပဲစလိုက်မယ်ပေါ့နော်6ကြိုးတစ်ကွင်းပြီးရင်6ကြိုး2ကွင်း6ကြိုး3 6ကြိုး4ပြီးရင်5ကြိုး1 2 3 44ကြိုး1 2 3 4ပြီးရင်3ကြိုး1 2 3 4ပြီးရင်2ကြိုး1 2 3 4ပြီးရင်1ကြိုး1 2 1 2 3 4 okay အဲဆိုရင်ကျွန်တော်တို့ဒီ flat type ပေါ်က1 2 3 4ကွင်းတွေဒီ6ကြိုးကနေစတီးရမှာပေါ့နော်အောက်ဆုံးကကြိုးဆိုရင်6ကြိုးအဓိကဒီ note ကို tap note ကိုရင်ပါတော့အောင်ကိုဒီကွင်းကိုကြေးလိုက်တာ ਨੇ ဘုမှာစေပါမြောက်အခုဆိုရင်စေပါမြောက်လက်ကနေပြီးတော့တန်ရအောင်ဆိုပြီးတော့လေ့ကျင့်ခိုင်းတာပေါ့သဘောမျိုးပေါ့နော်ဒီလက်ဆန်ဆိုရင်ခုမှစားပြီးတော့ tap note ကိုသင်နေတဲ့ညီလေးတွေ lead ကိုသင်နေတဲ့ညီလေးတွေဆိုရင်လိုက်ပြီးတော့လေ့လာသင်တာပေါ့နော်အဲဆိုရင်တီးပြပါမယ်ဒီလက်ကျန်ခန်းကို2 3 4 3 4 1 2 3 4 1 2 3 4 1 2 3 4အဲ့ဒါဆိုရင်ဒီလေးကွင်းစာလောက်ကိုနေတဲ့ပုံမှန်လေးတစ်ပတ်လောက်လေ့ကျင့်မယ်ဆိုရင်ဒီ tap note အခြေခံလေးအပိုက်စားလေးတွေကိုနည်းနည်းနားလည်လာမှာပေါ့နော်ဒါကနေတစ်ဆင့်နောက်ထပ် note တစ်ခုကိုကျွန်တော်တို့လေ့လာခြင်းမယ်နောက်ထပ် note တစ်ခုအကြတော့ကျွန်တော်တို့ဒီအခုတိနေတာကြတော့ဒီ quarter note ပေါ့နော်တပီးမှာတစ်ချက်1 2 3 4 1 2 3 4ပြီးလို့ရှိရင်ဒီ8 note ကြတော့ကျွန်တော်အပိုင်းနှစ်နေနဲ့နောက်ထပ် lesson တစ်ခုမှကျွန်တော်သင်ပေးသွားမှာပေါ့နော်အဓိကနောက်ထပ်ဟိုဟာကြတော့ဒီကြိုးကိုပဲလွှဲကြိုးတန်ကိုပဲတကြိုးကြော်ပြီးတော့လေ့ကျင့်သွားမှာပေါ့နော်ဒါဆိုရင်6ကြိုးလွှတ်တန်ဒါဆိုရင်4ကြိုးလွှတ်တန်ဒါဆိုရင်5ကြိုးလွှတ်တန်ဒါဆိုရင်3ကြိုးလွှတ်တန်ဒါဆိုရင်နောက်တစ်ခုကကြတော့4ကြိုးပြီး2ကြိုးလွှတ်တန်ပြီးတော့3ကြိုးလွှတ်တန်ပြီးတော့ပြန်ပြီးတော့1ကြိုးလွှတ်တန်ဒါကိုလေ့ကျင့်မယ်
ဒါကိုတက်ဖို့နည်းနည်းဟုတ်ကဲ့80လောက်နဲ့ပဲလေ့ကျင့်မယ်နော်ဒါဆိုရင်ကျွန်တော်တကြို့ကြော်လေ့ကျင့်ရမှာပေါ့နော်1 2 3 4ဒါဆိုရင်တီးရတာတော့ခုမှစတီးတဲ့ညီလေးတက်အတွက်ဆိုရင်နေတော့ခတ်သွားမှာပေါ့နော်ဒါမှစူးစမ်းပြီးတော့လိုက်ပြီးတော့လေ့ကျင့်ကြပေါ့နော်အဒီက note ကိုကြေးပြီးတော့တီးရမှာပေါ့နော်ပြန်တီးပြပါမယ်1 2 3 4โอเคဒီ note ကိုကျွန်တော်အကုန်လုံးခုမှစားတဲ့ညီလေးတွေဂီတသင်တဲ့မတက်နိုင်တဲ့ညီလေးတွေဆိုရင်တော်လေးတန်ဖို့ရှိတဲ့lesson တစ်ခုဖြစ်မှာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီ comment မှာဒီ note ကိုရှာပြီးတော့ရေးပေးထားပါမယ်ဒီ note ကို make to ကူးပြီးတော့ပိန်တာနဲ့ထုတ်လိုက်ပြီးတော့ကိုယ့်အကိုလေ့ကျင့်ပေါ့နော်အသက်ဖိုင်ကိုကြတော့ဒီကျွန်တော်တီးပြထားတဲ့ဥစ္စာလိုက်ပြီးတော့ကျင်လို့ရရတယ်နောက်ပြီးတော့ Guitar Pro software ရှိလို့ရှိရင် Guitar Pro software file number တခါတည်းlink ရှာပေးထားပါမယ်တောင်းလို့ဆွေးလို့ရအောင်ပေါ့နော်โอเคအကုန်လုံး like တီးနိုင်ပါစေပေါ့နော်နောက်ထပ် lesson ဒီ deaf note ကျင်းနေ lesson နှစ်မှာကြတော့အပိုင်းနှစ်မှာကြတော့ဒီအိမ်နှုတ်နဲ့လာမှာပေါ့နော်အိမ်နှုတ်သင်ခန်းစာတွေကိုတင်ပေးသွားပါမယ်ခုမှစပြီးတော့လေ့လာနေတဲ့ညီလေးတွေဆိုရင်နားမလည်တာရှိလို့ရှိရင်လည်းကျွန်တော် comment မှာဖြစ်ဖြစ်မေးတော့လို့ရတာပေါ့နော်โอเคအားလုံးတာလီစောပါမင်္ဂလာပါ